င်းမှာတော့တားပြီးသားဖတွေပူကြုံစေးသွားတယ်အကြောင်းလေးကိုသိစားပေးတော့ပြပေးဖြစ်ပါတယ်ပူကြုံစေးတွေခဏခဏသွားတည်ဆိုလဲအားလုံးပဲတောင်းပန်ပါတယ်ပြောချင်ပါတယ် let's start ជីသမီးရဲ့ထားတော့သမီးရဲ့မေပြောနေလေထားတော့လို့သမီးထားတော့လေဟာအမေတို့ကလေနိုးပြီဆိုတာနဲ့ထားနေကြည့်လာအောင်လေနိုင်ကြည့်ရ12နာရီထိုးတော့ခွဲတော့မယ်နေဖေထိုးတယ်ခုရက်ဒီမထနိုင်ကဲပါမရဲ့ပြောပါဘယ်သွားမှမသိမိပြောပါလေဘူးကျိုးစေးသွားမှာဘူးကျိုးစေးသွားမယ်အမေအားဈေးပဲသွားနေသမီးတို့သမီးတို့ရဲ့အိမ်မှာဟင်းနေစားရရှိသေးတယ်လေဟင်းဒီဟင်းရငါတိတာပေါ့ဟဲ့ငါတိတာပေါ့နေပဲပြောတော့ငါစုပ်ပဲစားချင်တယ်ဆိုငါစုပ်စားချင်တော့ငါဝါဝယ်ပေးရမှာပေါ့ဟဲ့ဟုတ်တာပဲပစုံတော့ရောပဲနော်အေးပါငါမှတ်မိပါဒီစောမေရေချိုးလိုက်အောင်မယ်အေးပါရေချိုးပြီးမြမဆဆန်ဝတ်ခန့်နော်ဟုတ်ကဲ့ပါမလီချိုးလိုက်ပါဒီနောက်တဲ့ခါလေးချိုးလိုက်တော့မယ်လိုက်တာအေးမယ်ပြီးသွားပြီပဲဆိုတော့တိုက်စပင်းစီးရအောင်မယ်တက်စီးလိုက်ပါအောင်မယ်ဒီခဏလေးတော့စပင်းစီးချင်တော့အေးဒီလိုခံနေမှာပြီးသွားပြီလေဆိုတော့ငါသွားမယ်မိသွားမယ်စစ်ချင်တော့သွားယူလေတမီဟုတ်ကဲ့မေယူပြီးသွားမယ်အေးသွားမယ်မေသွားမယ်မေတို့လမ်းလျှောက်သွားကြမယ်နော်ဟုတ်ကဲ့မင်းနဲ့လည်းတွေ့မယ်နိယောက်ျားကြီးနောက်ကလိုက်ခဲ့တော့မိန်းမတို့စီးချင်အောင်ဆွဲရင်းနဲ့လမ်းလျှောက်သွားလိုက်မယ်နော်အေးပါသွားကြမယ်ကျင်းမယ်အဖေလိုက်လို့မမြင်အောင်ဟာဖေတော်ပြီမိပြေးအောင်တွေ့လားခန်းထူလို့တဲ့တွေ့လားဘလို့ကြည့်နေရကြည့်ပြီးလိုက်ရဖေ900ဝယ်ဦးမယ်နော်အေးပါအမေဖေရတော့စားမယ်ရော့သွားစားတော့ဒီကတော့900သွားစားပြီဒီမှာငင်းချက်ရှင်ကော်ဖီလေးကော်ဖီဆိုင်လေးရှိရယ်ကပီကော်ဖီလေးရှိရယ်မြေတီးလေးစားချင်တယ်အေးပါဘယ်လိုလဲတော့တော့အမေဟုတ်ရဲ့လေတလုံးဝယ်စားဟုတ်တယ်နော်မဟုတ်တာပေါ့တလုံးဘယ်တော့လဲမသိဘူးရှင်တလုံး9500ပဲဖြစ်ပါတယ်အရင်လာတော့9000တော့အဲ့ဆိုရင်ဒီနေ့ကစေးတန်ပြီပဲအမတလုံးထည့်ပြီးနော်အဲ့ဆိုတလုံးယူတလုံးလက်စားဆိုတော့လိမ္မော်သီးလေးကတော့မဝယ်တော့ဘူးနော်ထည့်ပြီးဆိုတော့ဖေးကြက်သားစုပြုတ်စားမလားမသိဘူးဖေးကြက်သားစုပြုတ်စားမလားစားမယ်အဖေကိုလေဝတ်သားစုပြုတ်လေးပဲထည့်လာခဲ့အမဝတ်သားစုပြုတ်လေးတပွဲလောက်နော်ကဲပြန်ဝင်ပါမယ်မေမငိမ့်ကိုဟန်ကြီးရဲ့အမရေကိုဟန်ကြီးရဲ့ကျွန်တော်ရှိပါတယ်အကိုမတွေ့ရလေကြာအမကိုလည်းမတွေ့ရလေကြာပြီလေဆိုတော့ကားလိုက်မအောင်မယ်နော်သမီးလေးစပွဲကုန်လို့မလာဝဲတော့မယ်အေးပါသွားလိုက်အောင်မယ်သွားမယ်အမေကြောချိုမမီကိုလေမမီကို
တာညပါမလို့ဝယ်ပေးပါအေး စာကူကဘယ်လိုပေါင်း အမအန်ဒီနီလာရေတာညပါမလေးတစ်ခုဘလောက်လဲတစ်ခုလား1000မှာအသားညက်တယ်ဆိုရင်1000တားမညက်ဘူးဆိုရင်တော့900ပါအဲ့ဆိုရင်မယူတော့ဘူးနော်ဖယားပန်းလေးဝယ်ရအောင်မေဒီဟိုတနေ့ကနေကြပန်းလေးဝယ်ထားရဆိုတော့အခုကမေအန်နီချိုစီမှာအန်နီချိုစီမှာသမီးဖြူအောင်လေးဝယ်လိုက်ရအောင်အေးဖြူအောင်လေးတစ်စီးနော်သမီးဟုတ်ကဲ့အမသမီးချိုလေးကလှလာလိုက်တာကျေးဇူးတင်ပါတယ်အသားငါဥမာမေပစွန်းတုတ်နဲ့ငါစုပ်မပစွန်းတုတ်ကဘယ်တော့လဲ8000မှာမလေးစီကြီးသမီးစားဘူးဘာလဲငါစုပ်ကရောငါစုပ်က3အချိန်30ကို8000မှာပစွန်းမဝယ်နဲ့တော့သမီးနောက်နေ့ကျမှလာစားနော်မိနောက်နေ့ကျမှဝယ်ပေးမယ်မိကကြမယူအောင်ဗာလေကြပဲတီးနေကြမေတို့သမီးစားကြမယ်လေအဖေကိုသွားခေါ်လာအောင်မယ်နော်အဖေကိုသွားခေါ်လာအောင်လေသမီးဟုတ်ကဲ့မေဒီဆုံးမေဒီမှာထိုင်နေနော်မေထိုင်မယ်ဟဲ့နင့်ဖေသွားခေါ်လာအောင်ဟုတ်ကဲ့ဒီမှာဈေးချနောက်ထားခဲ့မယ်နော်ဈေးချနောက်ထားခဲ့ပြီးတော့သွားခေါ်လိုက်ပါအောင်မယ်အဖေရေသမင်းစားမယ်မေကဘယ်မှာတော့ဗမာစားမှာတော့ဒေါ်ပြုံးစီမှာအမလေးမေလိုက်လာတယ်နော်လန့်အောင်လန့်ဒါအမေပြန်ထိုင်အဖေလာခဲ့နော်အေးလာခေါ်အေးပါမဘာလာအမေထိုင်အမေရလေမေသွားလိုက်ပါဦးလာပြီအဖေလာပြီဟိုလေကိုနိုလီခါဝဲအကြိုက်ပဲပြီစင်သွားပြီဘာမှမသိအားနေတနေ့နဲ့ဒီနေ့900ပဲစားအဖေအားကြမနှလုံးမျိုးကမကောင်းอีบ้าเปี้ยเบอร์เป็นเนี่ยพี่ทายลูกมาเลยทายมาบอกมีอะไรประโยชน์เนี่ยทำให้ชาบิพี่รู้หินตัววิจารณ์ไหมลิไม่รู้ลาจะตัวไหมหินตัววิแม่พี่ลาลูกตอนนี้จะตายปัสสาวะจะตายปัสสาวะงั้นสู้ซ้ำไหมไม่อยากจะตายไปพี่อยากအဖေကတော့ဗါလေအမေသားစားပဲဟုတ်ကဲ့မေထွေးလိုက်ရပြီဆိုတော့စားကြမယ်လေစားလို့ကောင်းတာပဲတမီးရဲ့စားလို့ကောင်းပါတယ်ဒီသမင်းစားရဖေးနောက်လေးကျရင်လာစားမယ်နော်အေးပါသမီးရဲ့လာကြတော့ကြမယ်3 နာရီလောက်ထိုးပြီပဲလာသွားကြမယ်ဖေတို့သွားကြမယ်လာတော့တော်မယ်မင်းပါမင်းနဲ့တူတူသွားမယ်ဖေလိုက်ခဲ့တော့အေးပါကျတာစုပြုတ်ဝင်အောင်မယ်အမေသမီးအိမ်မလေးစားအုပ်ဆိုင်လေးပဲရှိဘူးတခုလောက်ဝယ်ပြီးတော့အေးပါဖြူကပြီးဆိုတော့စားဝယ်မယ်အကိုရဲ့အဝိုင်းလေးတအိုးလောက်ယူလိုက်ပြီနော်ယူလိုက်ပြီဆိုတော့ကြမယ်ပတ်ဒက်ဒီဦးသာဖေးလိုက်နိုင်တော့ဟာမေနောက်ခါကျလဲလာစားကြမယ်နော်အေးပါတော့ပြုံးသမင်းဆိုင်ကောင်းတာပေါ့တော့ပြုံးဆိုတော့သွားကြမယ်လာဆိုင်ကြတော့နော်သွားထိုင်ကြပြီဆိုတော့ငါသမင်းဘေဘီဆိုတော့ငါအင်းနေဝတ်ဆိုပါမေသမီးနော်သမီးဆက်သွားလို့လိုက်အောင်မယ်အေးမိစားလို့ပြီးအိတ်လိုက်တော့မယ်နော်အေးပါအိတ်ပုံမကြီးလာသမီးကြောင်းလေးလာတော့ကြမယ်ကြောင်းလေးဒီမှာနေနော်
ကြောင်လေး ရွာ ရေ သွားမှာဆိုတော့မြန်မာဆန်ဆန်လေးလို့အင်းငွေဝတ်တဲ့မြန်မာဆန်ဆန်လေးရပေးရတယ် အင်ကြီးလဲလိုက်ပါပြီးပြီဆိုတော့ငါစာရေးလိုက်ပါဦးမယ်ဒီနေ့မှာတော့ဒီလောက်ပါပဲအားလုံးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မူချစ် channel လေးကို like subscribe လေးလည်းလုပ်ပေးကြပါကိုကျော်စေးရဲ့ ID လေးကိုလည်းသိချင်တယ်ဆိုရင်တော့အောက်မှာ man ခဲ့ပေးဖို့ပြောချင်ပါတယ်တက်တာပါဒီနေ့ကတော့ဒီလောက်ပါပဲတက်တာပါ